She
လာပါတယ်
လွင်ဖေလာခွာတဲ့သားလေးကိုရှင်ပြူတဲ့ပွဲရဲ့ရည်ရွယ်ချက်တွေအောင်မြင်တဲ့ဒီနေ့ဒီရဲ့ဒီအချိန်ခါဝဲမိဘလို့ရင်နဲ့ကြည်လူဝါသာရင်မချမ်းမြေလာပါရဲ့ပြီးပြီးဝေပြအမိသားလေးရဲ့ဘယ်နှဝါဆုံးလို့ဘယ်စာကိုခင်မလဲပြောစမ်းမအောင်ကွယ်အမေကြားရင်လှပါရဲ့တိုင်းပြည်လုံးချမ်းသာစေဗျာပြပရာတွေဝေးလို့ကွာစုတွေလည်းမတောင်းပဲပြေပါစေခမညာရွှေမိုးတွေရွာငွေမိုးတွေရွာဒီနေ့ရံပြပမစားတိုင်းပြည်လုံးချမ်းသာစေဗျာပြပရာတွေဝေးလို့ကွာစုတွေလည်းမတောင်းလည်းပြေပါစေခမညာအလောက်တိုင်းခွေလမ်းတွေပွင့်လန်းကြပါစေသိစုတွေမကြမကြပေါက်လို့တထေးကြီးဖြစ်ပါသည်အလောက်ကိုင်းခွင်လန်းတွေပွင့်လန်းကြပါစေ
သိစုတွေမကြမကြပေါက်လို့တထေးကြီးဖြစ်ပါစေဒီနံတွေရောင်းဝယ်ပေါက်ကဆိုင်ရတဘာတွေပေါ်ပါစေတောင်သူဦးကြီးတို့တွေလက်ပြမငွေတီးလို့ပျော်နိုင်ကြပါစေတို့များပြသားလေးတောင်းစူတောင်းလို့မြတ်တာတန်ဝေးဘေးပတန်းလို့အေးချမ်းကြသည်ငြိမ်းချမ်းရေးပန်းပွင့်ပါသည်တို့များပြသားလေးတောင်းစူတောင်းလို့မြတ်တာတန်ဝေးဘေးပတန်းလို့အေးချမ်းကြသည်ငြိမ်းချမ်းရေးပန်းပွင့်ပါသည်ကြောသာရင်သာမခွဲကြမဲ့မင်းကောင်းမင်းမြတ်တည်ပါစေပျော်နိုင်ကြပါစေပျော်နိုင်ကြပါစေကျွန်တော်အတန်ကြားတဲ့နေ့မှာစိတ်ချမ်းသာလို့ကိုယ်ချမ်းသာလို့ပျော်နိုင်ကြပါစေတိုင်းပြည်လုံးချမ်းသာစေဗျာဘေးပရာတွေဝေးလို့ကွာစုတွေလည်းမတောင်းပဲပြပါစေခမညာလောကခွင်လန်းနေပွင့်လဲကြပါစေတိတ်စုတွေမကြောင်ချပေါက်လို့တထေးကြီးဖြစ်ပါသည်လောကခွင်လန်းနေပွင့်လဲကြပါစေတိတ်စုတွေမကြောင်ချပေါက်လို့တထေးကြီးဖြစ်ပါသည်ဒီနံတွေရောင်းဝယ်ပေါက်ကဆိုင်ရတဘာတွေပေါ်ပါစေဟိုတောင်သူကြီးတို့ပဲလက်ပြမငွေတီးလို့ပျော်နိုင်ကြပါစေတို့များပြသားစေကြောင်းဆူတောင်းလို့မေတ္တာတန်ဝေးဘယ်မတန်းလို့အေးချမ်းကြစေငြိမ်းချမ်းရေးပန်းပွင့်ပါစေတို့များပြသားစေကြောင်းဆူတောင်းလို့မေတ္တာတန်ဝေးဘယ်မတန်းလို့အေးချမ်းကြစေငြိမ်းချမ်းရေးပန်းပွင့်ပါစေကြောလာရင်သာမခွဲချမဲ့မင်းကောင်းမင်းမြတ်တည်ပါစေပျော်နိုင်ကြပါစေပျော်နိုင်ကြပါစေကျွန်တော်အသက်ချတဲ့နေ့မှာစိတ်ချမ်းသာလို့ကိုယ်ချမ်းသာလို့ပျော်နိုင်ကြပါစေစီဝရံပတိဒေဝမိအစရှိတဲ့သင်္ကန်းတောင်လေယူဆိုနိုင်ပြီကွယ်တရဏဂုံသုံးပါအမမရှိအောင်ထံကြိုက်ကြကြအမှန်အတိုင်းအစစရွတ်ဖတ်တရစေတင့်ဟန်ကုံဆောင်အဝါရောက်သင်္ကန်းဆင်မြန်ပါတဲ့သားရဲ့အဖေရှုလို့မဝနိုင်ဖေသားကြီးရှင်ပြူကြီးလို့အတီးလိုက်ခုံပြီးဒီစောအဟုန်ကျွဲ မိသားကြီး
ခုံပီတိသောအဟုန်ကျွဲ မေတ္တာရေးအောင်ရှင်ပြုပြီးလို့အတီးလိုက်လိုက်ခုံပြီးဒီဆောင်ကျွဲ ပြုသမျှကုသလရဲ့အမြောက်ဝေပါမယ်ပြုသမျှကုသလရဲ့အမြောက်ဝေပါမယ်ဒါနတွေသီလတွေဘာဝနာတရားတွေပွားနေကြတယ်သနာစုဆွေပါလေသာဓုသာဓုသာဓု တော်စေွယ်ရှိဦးတဲ့ရှက်ပါလို့တဲ့အနောက်ကူတဲ့ညလိုက်ရဲ့ရှိဦးတဲ့ရှက်ပါလို့တဲ့အနောက်ကူတဲ့ညလိုက်ရဲ့တကူနိုင်ရွှေကောက်ကဖယားလေးဖယားလေးဖယားကိုမြေအရှိကိုရှောက်ပါလို့အနောက်ကူတဲ့ရောလိုက်အရှိကိုရှောက်ပါလို့အနောက်ကူတဲ့ရောလိုက်တကူနိုင်ရွှေကောက်ကဖယားလေးဖယားလေးဖယားကိုမြေ ဘယ်လိုကြောင်းလဲဟိုးဘယ်မှာလဲကြောင်းကြောင်းသိရ ကောက်ွယ်တော်ကြောင့်ဆရာတော်တပည့်ကောက် ကော ွ င်း ယ် ပါ တော် တော့ မဟာဘုရားကြီးကြောင့်ဆရာတော်တပည့်မဟာဘုရား ဒီ3ကြောင်းကြောင်းကြောင်း3ကြောင်းပြည့်ပြ အုပ်ပုံကြောင့်ဆရာတော်တပည့် ဟုတ်ပုံတော့ အောင်ချမ်းသာတောင်ကြောင့်ဆရာ အောင် တော်တ ချမ်း ပည့် သာတောင်ကြောင်းတဲ့ဟုတ်ကဲ့လာဦးလေ လာတယ်အောင်ချမ်းသာတောင်ကြောင့် ကျောင်းလာ အေးမြောင်းသာကြောင့်ဆရာတော်တပည့် ကျောင်းလာ သနာချောင်ကြောင့်ဆရာ အ တော် လက် တ ချော ပည့် င်း သင်မြေကြောင့်ဆရာတော်တပည့် ပြင်းပြင်းကျဝတ်တယ်ဒီမှာဝဲကိုမဲကိုမတော်ရတယ်ကိုမတော်ရတယ်ကြည့်မတော့ဝဲကြည့်ဒီမဲတော့မ မဟာဒုက္ခကြောင့်၄ပါး မာလူက4ပါဘွဲနှစ်ဘွဲသုံးဘွဲဒီမှာပါပါပြီ4ဘွဲကြည့်တော့ပြီ အောင်မင်္ဂလာ၄ပါး 4ပါတစ်ဘွဲနှစ်ဘွဲကုသိုလ်ရှင်ကောင်းမှုရှင်များဖြစ်ကြကုန်သောလုံးတော်ကျေးရွာအလူတော်ရကဦးအောင်မိုးဝင်းအလူတော်ဤကမဘောဝင်းနွယ်ဦးဒါရဏမောင်စင်ပိုင်ဖြိုးသမီးယရနာမြဖြစ်ကြကုန်သောမဆုံပွင့်ဖြူမငွေစင်ပေါ်မိသားစုတို့ကရှင်ပြုနာသာအလူတော်မင်္ဂလာဒီလုံးကြရာအချိန်အခါ၌ဘုရားအမှုရှိသောသံဃာတော်အရှင်မြတ်တို့အားသွန်သင်္ကာအစရှိသောလူဘဝတ္ထုအစုစုတို့ကိုလူတရားသောဒါနကုသိုလ်ရှင်သာမဏေလောင်းတို့
င်သာမဏေတို့နှင့်ထိုက်တန်သောတပိတ်ပင်မအစရှိသောပရိက္ခရာကိုလူတန်းရသောဒါနကုသိုလ်အယလေးမျက်နှာမှာရောက်လာရကုန်သောဧတရိတ်တို့အားကျေမွေရသောဒါနကုသိုလ်သောတိယသောသီလကုသိုလ်ဝါမြာရသောဘာဝနာကုသိုလ်သံဃာတော်အရှင်မြတ်တို့ဟောကြားအပ်သောယေတရားတော်နှင့်တကွာအရှင်မယတိဟောကြားအပ်သောမဟာနာမဗုဒ္ဓံဒေသနာတရားတော်ကိုနာကြားရသောဓမ္မသဝနာကောင်းမှုကုသိုလ်ဤသို့ပေါင်းအားမြတ်မြတ်သောကုသိုလ်အယယတိပါဒဝတ္တရားလေးပါးတို့ဤကိုယ်ရာကိုယ်ကြောင့်ဖြစ်သောမေညာဘုရားယနိဗ္ဗာန်သို့ဧကံရောက်အောင်ရဆောင်နိုင်သည်ဖြစ်ပါစေတည်းတပည့်တော်တို့ယနေ့ယခုပြုစုအားထုတ်အပ်သောဒါနသီလဘာဝနာကုသိုလ်ဤသဖို့ဘာကကိုမိခင်ဖခင်ဆရာလက်ခင်ကျေးဇူးရှင်တို့ကိုအစာထား၍30ပုံကျင်လေကုန်သောလုံးစုံများစွာဝိနေယတတ္တဝါဒုက္ခိတတတ္တဝါဒုက္ခိတတတ္တဝါအပေါင်းတို့အား၎င်းအထူးအဖြင့်တရားနာယံရောက်လာရကုန်သောပရိသတ်အပေါင်းသူတော်ကောင်းတို့အား၎င်းယနေ့ယခုပြုစုအားထုတ်အပ်သောဒါနသီလဘာဝနာကုသိုလ်ဤအဖို့ဘာကကိုရကြစေရန်အမြအမြပေးဝေပါကုန်၏အမြရကြ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးကြာကြာလည်းမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာလည်းမြယူတော်မူကြပါကုန်လောသာအာလုံးကြာကြာလည်းမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလိဒါယောကအလိဒါယိကမမိသားစုများနှင့်တကွာတရားနာလာပြီးသားပေါင်းသူတော်ကောင်းတို့သည်
ကျမ်းမာချမ်းသာစွာဖြင့်ဘုရားမြတ်စွာသာသနာတော်မြတ်ကြီးကိုစတဲ့တဘုတူပြီးချီးမြှောက်ထောက်ပံ့နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေ။